နဲ့မောင်စောင့်ကြည့်ပေးနေတယ်ညာနဲ့မှာလူတွေရဲ့ချစ်ချင်းမုန်းချင်းတွေကိုလိုအပ်တယ်လို့ဖန်တီးနိုင်တာလေကျွန်တော်ရဲ့ပါရီမဲပေါ့ဗျာချစ်တဲ့သူတိုင်းကိုပေါင်းဖက်စေချင်တာကျွန်တော်ရဲ့စေတနာကျွန်တော်ရဲ့ညာချက်ထိမှန်သွားတဲ့လူတိုင်းကလေနက်နက်ရှိုက်ရှိုက်ချစ်မိသွားကြတယ်လေအော်သူကသူထိသွားပြီလွယ်တဲ့ခါမျိုးလေးရှိတာပေါ့ဒါပေမဲ့ကျွန်တော်လွယ်ခဲ့တာတစ်ခါတည်းတော့မဟုတ်ဘူး3ခါဒီခါတော့ထပ်ပြီးမလွယ်ရအောင်တိချာလေးကျင်ပြီးဓမ္မစင်ကာကိုအရောက်လာခဲ့ပြီရောဟာပြစ်တော့မယ်she was a boy when the out them hold da pimye libo damada ဒီဓမ္မစင်ကာမှာဆယ်လီစုံတော့တွေထဲကတူးဖြစ်တဲ့ဘော်ရာကြီးထွတ်အတွက်ဖူးစာရေးပေးဖို့ရောက်လာတာပဲဖြစ်ပါတယ်စော်ကြည့်ပဲလားဘဲကြည့်စော်လားဘဲကြည့်စော်လို့ပြောလိုက်ပွင့်လင်းဘောကြီးစတူဝေးပေါ့တူဝေးကောင်းလိုက်တာနိုးတဲ့ဂျင်မှာဂျင်ဆော့တာတော့အတူတူမဟုတ်ဘူးဒါပေမဲ့လည်းလော်ကာရိုနဲ့မှာခဏစုံမှုတယ်ဟုတ်လားသူကဂျင်မဆော့မယ်လော်ကာရိုနဲ့ပစ္စည်းလာပါလားလော်ကာရိုနဲ့ဘာလုပ်ကြလဲကိုထွန်းဟုတ်အဲ့လိုမဟုတ်ဘူးပြန်ကန်ဒီကိုတွေ့တာအဲ့လိုပဲတွေ့တာခတ်တော့တာချမ်းဖန်ဖန်မေဟာနေဟာချစ်တဲ့ဗလားအကားရကြားတယ်ကိုနေရှလေငါဆိုလိုတာကသူလဲခင်လိုက်ထင်လို့ဒါဖြစ်နိုင်ဘူးချမ်းဖန်ဖန်မေနေဟာချစ်တဲ့ဗလားသူများတွေအတွက်ကြီးပဲအများကဖူးစာရေးပေးနေတဲ့ကျွန်တော်အခုဓမ္မစင်ကာမှာကိုဖူးစာလဲကိုရေးဖို့အတွက်အလှပရေးရတယ်ပြုပြင်နေပါလေညနေမှာဒီဒီကိုလေတချင်းတွေအများကြီးရေးပေးတာလားအများကြီးထဲမှာတပုတ်မှမရေးပေးဘူးပေါ်သူရေးပေးတာအများကြီးပဲဒီဒီကဆိုရရန်ကောင်းတော့မရေးပေးရဘူးညနေမှာခီးတယ်တူသွားဘူးတယ်မလားဇက်ကားတွေ100လောက်ရိုက်ခဲ့ဘူးတယ်လေအတူတူပဲသွားဘူးလားဗောမေမေနဲ့သွားဘူးလားဗောမေမေရဲ့မေအကယ်ဒမီရောက်ရောယူလားအကယ်ဒမီလူဖို့ကြိုးစားနေပါလေလူဖို့ကြိုးစားနေအကယ်ဒမီကိုလူဖို့ကြိုးစားနေအပြင်မှာစပင်ကောက်လားတောက်ဖြောက်ပါတောက်ဖြောက်ရောမိုင်းမေးနေရလို့ခက်နေတော့ကောက်စပင်ကောက်တော့ဖေးဘာလို့မို့လဲနောက်တစ်ဆင့်ကိုတက်လန်းသွားမယ်မျက်နှာဖုံးရှင်ကတော့ဟန်နီဖူးစာရေးတဲ့ညာနဲ့မောင်ဖြစ်ပါတယ်သမယတော့ပါတဖြည်းဖြည်းစိတ်လျှော့ချတော်ပါပြီစိတ်ကုန်တယ်ဆိုဘယ်သူတွေကိုစိတ်ကုန်တာလဲငါတို့4ယောက်ကိုလားမသိပါဘူးအကုန်လုံးစိတ်ကုန်တာပါဒါပေမဲ့ဓမ္မစင်ကာနဲ့ယူခြင်းနဲ့ဆုလည်းတော့မပါပါဘူးတော့ကရှေ့မီနောက်မီဝါကြီးတဲ့သူဗျဟာကောင်းလိုက်လားပြောပါတယ် performance ကမိုက်နေတယ်မိုက်တယ်ဒါပေမဲ့စိတ်ထဲမှာကြည့်ရအိမ်ကသားကိုကြည့်ရသလိုဖြစ်နေစပင်ကောက်ဟာတကယ်တူတယ်တော့ပွဲမှာလေ300စုချခံရတယ်မင်းသားမလားခဏအခြားခံရတော့မမီတော့ဘာတွေအခြားခံရတာလဲစုချခံရတာပြောတာပါဆက်လက်ရှင်ပြိုင်ခွင့်ရတဲ့မျက်နှာဖုံးရှင်ညာနဲ့မောင်ဖြစ်ပါတယ်သူမတွေ့ကျွန်တော်ဘာမှမပြင်နိုင်ဘူးပါသူမပြောခဲ့တဲ့လို့ကျွန်တော်ခံအားအတော်တကောင်းပါသူမတွေ့ချစ်ခုတာကျွန်တော်ပြေလို့ရနိုင်တော့ရခုပါ
များနဲ့မောင်လေးอ่ะသူများတွေတွေ့ပါပြီးဖြစ်ပတ်တက်တက်ပါပဲ အမေဒီမှာကျူးနေ ကြီးလို့လားနာပါတယ် လမ်းလျှောက်ရတာကြိုက်လားပြေးရတာကြိုက်လား တကယ်ခုမှမကြိုက် တခုမှမကြိုက်အဲ့ဒါထိုင်နေရကြိုက်တာဒါမှ လေးဘက်ထောက်တာကြိုက်လားမိကြီး ဘာလို့လေးဘက်ထောက်လိုက် မသိဘူးထိုင်နေတယ်လေးဘက်ထောက်တာ ထိုင်နေရကြိုက်တာလေးဘက်ထောက်တာကြိုက်တာ ဘူးဘိုးကျော်อ่ะ ကိုကြီးဖြူอ่ะ လူပညာညီကိုမောင်မတွေကိုစတာဝါဒနာပါတယ်နောက်တာဝါဒနာပါတယ် အဲ အဲ့တော့အပြင်မှာအနောက်တန်လား အာရမ်းတန်တာဗော တန်တော်ဘောအနောက် ဘုဘကွက်တန် ကိုတို့မရမကိုတို့တန်တာမပြောအောင်လေ ဟောအေးအားလည်းဘာဖြစ်ကိုရတခိုင်းနေဆိုတော့ မိခိုင်လေးအခုချိန်ကြီး ဟုတ်ကဲ့ပြောပါ လှပနေပြီးတော့အိုက်တင်နေမကြသေးတာဘာစီးတွေစားလို့လဲ ဟောစီးရီယာလေးအမေရိကန်ကရောလန်ဒန်ကရောစီးရီဟာပြီးစားတာတနေ့ကို85မျိုးအဲ့ဒါမလို့ဘူးပြောနေရပါရှိတယ် တော်စီမူအားလုံးလုံးမြခွင့်ပေးမင်းနဲ့ကိုတို့တယောက်ကြားမှာရှိသမျှ ဟုတ်ပါလေ စိတ်တမြဖယ်ရှား အားပိုင်ပါ ဟမ် တော်စီမူအားလုံးလုံးမြခွင့်ပေးမင်းနဲ့ကိုတို့တယောက်ကြားမှာရှိသမျှစိတ်တမြဒီမှာနေနေညာနေနေနေမင်းကြောင့်တွေ့ရင်ချင်းနေယူခဲ့နှုတ်ဖြာကပြုံးလေဒီနေ့ကဝမ်းနေအသက်ခွဲတဲ့ဒုက္ခကိုတွေ့ပဲကိုရင်ကစကားများကိုမြေဝစကားများကွာစီမျိုးသိဖို့မလို့ထားကြမစ်တီလာ ချန်ပီယံအဆင့်ကြီးကိုတက်လန်းဖို့အတွက်ကျွန်တော်ရဲ့လက်ဆွဲတော်မြားလေးကိုတေချာတွေးပြီးတိတ်ထိတင်လာပါရဲ့ မဆွဲတော့အများဘူး တိတ်နေတော့ တိတ်တိတ် တယ် ပြင်လာ ပြီးတာနဲ့မြားမှုရဇက်တိုက်ရွာပြီးဝီဆိုပြီးတော့ကျွတ်မှာ အတန်းထဲမှာထွက်လာမိသားစုလေးကတော့ဝေးချူလို့ရပါပြီ ရပြီ သူဘသူလဲဘိုးချစ် ဒီလေး heavy view ကိုကတော့နှွမ်းပိုင်မယ်ဥခင်လိုက်မယ်ဖိန်ကုန်နေတယ် heavy ဝါ ဘူးပါလို့ပြောပါတယ်သွားပြီငါပြောသားပဲ ကျွန်တော်တို့ချစ်ရတဲ့ညီငယ်လေး heavy ဖြိုးဖြစ်ပါတယ် လေးလာဘာလဲ movie တနေ့လုံးတော့ညလုံးတော့ဂျာတော့တဲ့ချွန်လို့နေပြီဖြူလေးလာဘာလဲ movie တယောက်ပြောင်းချင်းဂျာတော့တဲ့ချွန်သွားပြီရမမှုနေပါပြီ oh ချီရတဲ့ဆိုသူ oh တကယ်ဆိုတော့လေ go ချစ်တာမှာပါရမမှုနေပါပြီ oh ချီရတဲ့ဆိုသူ oh တကယ်ဆိုတော့လေ go ချစ်တာမှာပါ ကျွန်တော်ရဲ့အချင်းကြတော့ဘေးအားမဆိုနှစ်ခေါက်ပြန်မရချင်းနှစ်ခေါက်ကြတော့ကျွန်တော်တို့အချိန်ကုန်တယ်လူပင်ပန်းတယ်လို့ထင်တယ်လေဓမ္မစင်ကလည်းအဖွဲ့အစည်းနဲ့လူတွေနဲ့အများကြီးနဲ့လှုပ်လို့ရတာနောက်ကကျွန်တော်ဒါခေါ်တဲ့အကိုတွေပါရဲ့အစအကုန်လုံးလည်းကျေးဇူးတင်တယ်သူတို့ဆိုလည်းအသေးစိတ်ကစားကိုလုပ်ပေးတာကိုညီပေးရတဲ့အတွက်အကုန်လုံးကျေးဇူးတင်ပါတယ်ဓမ္မစင်ကတစ်ဖွဲ့လုံးတင်းတစ်ခုတော့ကျေးဇူးတင်ပါတယ် လေးလာဘာလဲ movie နေလုံးတော့ညလုံးတော့ဂျာတော့တဲ့ချွန်နေပြီဖြူလေးလာဘာလဲ movie တယောက်ပြောင်းချင်းဂျာတော့တဲ့ချွန်သွားပြီရမမှုနေပါပြီ oh ချစ်ရတဲ့ဆိုဒီ oh တကယ်ဆိုတော့လေ oh ချစ်တာမှာပါ